ဆိုင်မောမုံလိုပရိုတွေတွင်နေဘုရားတော်ဇာတိချင်းမှာဘုဝဗတ္တဆိုကြတယ်ဘုဝဆိုမုံကိုဘုဝကိုဗတ္တဆိုသုံးဆောင်နော်ရေစံနဲ့ဘုရားကနဝကံဘဘအာရုံတို့အဲ့လိုဆိုအိမေဘုဝဗတ္တဗိဒ္ဓပါဒာယနဝကံမဗာဒမဝေထုနေတန်ကေမကျေမရှင်ဗရာတပည့်တော်တို့သည်ဘုံဆွဲနေတကွာနဝကံမလေဝဝေထုအစုစုတို့ကိုတန်ဃာတို့ရှင်မြတ်တို့ကိုရေနဲ့ရေလူတန်းပါ၏ဒီကောင်းမွန်ကြောင့်တပည့်တော်မတို့သည်ဒုက္ခအလုံးရှုံးရိရာအမှန်ရနိုင်ပန်သောမရရောက်အောင်ပို့ဆောင်နိုင်ပြီးဖက်ပါစေသာရှင်ဖရာကဲလိုရပြီ